Hello guys, welcome back to the Rex YouTube channel. ဒီနေ့မှာတော့အကူကဒီ screen မှာပြထားတဲ့ factor ပုံစံလေးပေါ့နော်ဒီပုံစံလေးမှာဆိုရင်ကလေးကအပိုင်းကိန်းတွေပါလာရင် factoring မလုပ်တတ်တော့ဘူးဆိုပြီးတော့ပြောကြလို့အကူကဒီဟာကိုအလွယ်ကူဆုံးဘယ်လိုတွက်လို့ရမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနီးလန်းကိုမပြောခင်မှာအရင်ဆုံးကိုစာလေးနည်းနည်းပြန်နှွှေးမယ်ပေါ့နော်အဲ့တော့ပထမဆုံးကိုတို့တီးရမှာဗာလဲဆိုရင်ကို graphing the equation မှာတော့ကဘာတိထားလဲဆိုရင် point တစ်ခုက let's say 5,2 ပေါ့နော် 5,2 ဆိုရင်ကိုတို့ကဒါကိုဘယ်လိုမြင်လဲဆိုရင် x tan x, y equal to 5,2 x tan မို့5 y tan မို့2ဆိုတဲ့ point လို့မြင်တယ်function ရောက်လို့ရှိရင်ကျတော့ကိုတို့က function ပုံစံနဲ့ကိုကပြန်ရေးတတ်ရမယ်အဲ့တော့ဒီအောင် function ပုံစံနဲ့ဘယ်လိုပြန်ရေးမလဲဆိုရင်x, f(x) လို့ကိုပြန်ရေးရမယ်ပေါ့နော်ပြန်ရေးမယ်အဲ့တော့ဒီနေရာမှာကိုက y နေရာမှာဗာထည့်လိုက်ပြီလဲဆိုရင် f(x) လို့ထည့်လိုက်ပြီအဲ့တော့ဒီဘက်မှာဘယ်လိုပြန်ရေးမလဲ5, f(5) ပေါ့ဆိုတော့ဒီနေရာမှာ f(5) ကဘာနဲ့တူသွားပြီလဲဆိုရင် f(5) ဒီ2နဲ့တူသွားပြီအဲ့တော့ point တစ်ခုကိုမြင်လို့ရှိရင်ကိုတို့က 5,2 ဆိုရယ် point ဆို according point လေးကိုမြင်လို့ရှိရင်အဲ့ဒါကို function နေနဲ့ဘယ်လိုပြန်ရေးမလဲ f(5) is equal to 2ဒါကိုပြန်ပြီးတော့ပြန်ပြောကြည့်မယ်ဆိုရင် x တန်မို့5မှာ y တန်မို့2ရှိတယ်လို့ပြောတာ okay ဟုတ်အဲ့တော့ကို f(0) equal to 3ဆိုရင်ရော point အနေနဲ့ဘယ်လိုပြန်ရေးမလဲ 0,3 လို့ပြန်ရေးမှာပေါ့ right x တန်မို့0ထည့်လိုက်ရင် y တန်မို့3ရမယ် okay အဲ့တော့ f(4) equal to 0ဆိုရင်ရော yes 4,0 ဖြစ်မှာပေါ့နော် okay အဲ့တော့ဒါလေးကိုနားလည်ပြီเนาะဒါလေးကိုနားလည်ပြီဆိုရင်အခုဒီမှာကို point တော့လုပ်မယ်ဘာလဲဆိုရင်ဒီ point လေးဒီဘာလေးလဲ 0,3 ဒီ right y intercept x တန်မို့0ဖြစ်နေတဲ့အတွက်ကြောင့် y intercept ဖြစ်မယ်y intercept ဖြစ်မယ်အဲ့တော့ဒီ point လေးရော x intercept ပေါ့ right a intercept အဲ့တော့ a intercept ဆိုတာကကျတော့ y တန်မို့0ဖြစ်နေတဲ့အချိန်မှာရှိတဲ့ x value ကို a intercept လို့ခေါ်ရနော်okay အဲ့တော့ဒီမှာဒီပုဒ်စာကိုကြည့်အောင် f(x) equal to x squared minus 5x minus 14 နဲ့ what are x value သူလိုချင်တာ function ပေးတာ x တန်ဖိုးကိုမေးတယ်တော့ x တန်ဖိုးမေးရဆိုတာ basically အကိုတို့ကို x intercept ဒီမေးတာနဲ့တူတူပဲ a intercept မေးရဆိုတာဘာကိုပြောတာလဲ y တန်ဖိုး0ကိုပြောတာနော် y တန်ဖိုး0မှာရှိတဲ့ x တန်ဖိုးကိုပြောတာအဲ့တော့ f(x) ဒီဘာနဲ့တူတူပဲလဲ y နဲ့တူတူပဲအကိုက f(x) နေရာမှာ y ကိုထားလိုက်ရတယ်y equal to x squared minus 5x minus 14အဲ့တော့ဒီ y နေရာမှာကိုကဘာထည့်လိုက်မလဲဆိုရင်0ထည့်လိုက်မယ် x တန်ဖိုးလိုချင်တာဆိုတော့ 5x minus 14 right အဲ့တော့ y နေရာမှာ0အကိုတို့ကဒီနေရာမှာဒီဟာကို function ပုံစံနဲ့ပြန်ရေးကြည့်မယ်ဆိုရင် f(0) မှာ sorry f(x) မှာ 0ရှိတယ်အဲ့တော့ဒီ0ကိုရစီမဲ့ x တန်ဖိုးတွေကိုအကိုတို့ကရှာကြမှာเนาะအဲ့တော့ဒီဟာစာခွဲကလေးနဲ့ခွဲလိုက်မယ်ဆိုရင်14ကို9နဲ့14နဲ့ခွဲလို့ရတယ်ဒါက minus ဖြစ်တော့7မှာ minus သွားတက်လိုက်မယ်အဲ့တော့7မှာ x minus 7တကွင်း x plus 2တကွင်းရမယ်နော်အဲ့တော့ဒီမှာ0အဲ့တော့ x တန်ဖိုး7ဖြစ်နိုင်တယ် minus 2ဖြစ်နိုင်တယ်အဲ့တော့ဒီဟာလေးရလိုက်ဒီဟာကိုက point အနေနဲ့ပြန်ရေးမယ်ဆိုရင်x, y အနေနဲ့ပြန်ရေးမယ်ဆိုရင်ပထမတစ် point အတွက်က7, ဘာဖြစ်မလဲ right 0နောက်တစ်ခုက minus 2, 0ဖြစ်မှာပေါ့အဲ့ intercept point นี่အဲ့တော့ဒီမှာဆိုရင်အဖြေက7နဲ့7နဲ့ minus 2ပေါ့နော်7နဲ့ minus 2ဟုတ်ပြီဒီဟာကိုဘာလို့ကိုတွက်ပြတာလဲဆိုရင်အခုနားလေ့စေချင်တာဒီ point လေးတွေကိုအခုတို့ဘာပြန်ရေးလို့ရလဲဆိုရင် function နဲ့ပြန်ရေးမယ်ဘယ်လိုပြန်ရေးမလဲ f(7) equal to 0နဲ့ f(-2) equal to 0ဆိုပြီးတော့ရလိမ့်မယ် okay ဟုတ်မဟုတ်ပြန်စမ်းသပ်ကြည့်မယ် f(7) ကိုလိုချင် function ရဲ့ x တွေမှာ7တွေကိုကိုတို့အစားသွင်းလိုက်မယ်7တွေကိုအစားသွင်းလိုက်မယ်9လေးက49 9 5လေးက35 minus 14 49နဲ့ကနေပြီးတော့49ကိုနှုတ်ရင်0ရမှာ right အဲ့တော့ f(7) ဒီ0ရသွားပြီ
မှန်သွားပြီf4 minus 2က home ဟုတ်ပြန်ကြည့်အောင်f4 minus 2စစ်ကြည့်မယ် x နေရာမှာ minus 2တွေကိုထည့်လိုက်မယ်5 minus 2 minus 14နှစ်နဲ့ဒီက4ရမယ်အဲ့တော့9နဲ့ဒီ10ကအနှုတ်နဲ့သွားပြီးရှေ့ဟာနဲ့ဆိုတော့ plus 10ရမယ်ပြီးရင် minus 14တော့ဒါကလည်း0ပဲ f4 minus 2ကလည်း0ပဲအဲ့တော့အခုပြောချင်တဲ့သဘောတရားကဘာလဲဆိုရင်ကိုx တန်ဖိုးတွေမေးတယ်ဆိုတာ तू ကဘာလိုချင်တာလဲဆိုရင် x intersect တွေလိုချင်တာ x intersect လိုချင်တယ်ဆိုတဲ့သဘောဒီ f4x is equal to 0မှာဒီ y တန်ဖိုးကို0ဖြစ်စေတဲ့အထက်က x တွေကိုလိုချင်တာဖြစ်ပါတယ်เนาะ okay ဆိုတော့ဒါလေးကိုနားလည်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့အခုပု္ပ္ပစာရဲ့ technique ကိုကြည့်အောင်ဘယ်လိုတွက်မလဲဆိုတော့ solve by factoring 3x squared minus 5x minus 12 equal to 0လေအဲ့တော့ဒီမှာကို technique ကိုပြောမယ်ပေါ့နော်အဲ့တော့ technique ကဘာလဲဆိုရင်အခုတို့ကအဖြေတွေကစလုံးတွေကို f4x တွေကိုအစားသွင်းရမှာဖြစ်ပါတယ်နော်အဖြေတွေကစလုံးတွေကို f4x တွေကိုအစားသွင်းလိုက်လို့0ရသွားတာဒီအဖြေမှန်ဖြစ်ပါတယ်အဖြေမှန်8 is the right answer အဲ့တော့ပြန်ပြောမယ်အဖြေသူ့ရဲ့ multiple choice တွေကကဏ္ဍတွေကို function တွေကိုအစားသွင်းလိုက်တဲ့အချိန်မှာ0ရလို့ရှိရင်အဲ့ဒါကအဖြေမှန်ဖြစ်ပါတယ်เนาะအဲ့တော့အရင်ဆုံးအဲ့လိုပြောနေရတဲ့ကိုတေချာ apply လုပ်ကြည့်မယ်ဟောဒီမှာဆိုရင် f4x is equal to 3x squared minus 5x minus 12 equal to 12ပေါ့နော်အဲ့တော့မှာပထမဆုံး3ကိုအရင်တိုက်ကြည့်မယ် f4 3 equal to 3ကိုအစားသွင်းလိုက်မယ် square minus x နေရာမှာ3ထည့်မယ် minus 123 3 9 3 29 5 3 15 minus 12ဆိုတော့ okay အဲ့တော့ဒီမှာ29ရဲ့နောက်က minus 29ရဲ့ဆိုတော့ဘာရသွားလဲဆိုရင် f4 3ဒီ0ရသွားတယ်အဲ့တော့3ကမှန်သွားပြီเนาะအဲ့တော့ဒီကနေကိုပြန်ရေးလို့ရပြီ x တန်ဖိုးက3ရပြီ x တန်ဖိုး3တစ်ခုရသွားပြီအဲ့နောက်တစ်ခုက minus 3ကိုစမ်းကြည့်မယ် minus 3ကဟုတ်ရဲ့လား f4 minus 3ဆိုရင်ရော3 minus 3 square x တင်နေရာမှာ minus 3ကိုထည့်လိုက်မယ် minus 12 3 3นี่9 3นี่29 minus နဲ့ minus နဲ့ကြော black ဖြစ်မယ်5 3นี่15 minus 12ဆိုတော့32 42ထဲကနေပြီးတော့မှ12ကိုနှုတ်ရမယ်အဲ့တော့ f4 minus 3က30ရနေ0မဟုတ်နေဘူးเนาะအခုလိုချင်တာဒီ0ရမဲ့ x တန်ဖိုးကိုလိုချင်တာအဲ့တော့ဒီကြတော့ d နဲ့ c နဲ့ကမဖြစ်နိုင်တော့အခုတို့ရွေးရမှာဒီ a နဲ့ b တွေကရွေးရမှာเนาะ a နဲ့ b တွေကရွေးဖို့အတွက်ဘာတစ်ခု check လုပ်ရမလဲဆိုရင် -4/3 ရယ် 4/3 ရယ်နှစ်ခုကြတဲ့တစ်ခု check လုပ်ရမယ်အဲ့တော့ပထမဆုံး -4/3 ကို check လုပ်ကြည့်မယ်အဲ့တော့ -4/3 ကိုရှာကြည့်မယ်เนาะ0ရမရအဲ့တော့ x နေရာမှာ -4/3 ကိုထည့်လိုက်မယ် square minus x နေရာမှာ -4/3 ကိုထည့်လိုက်မယ် -12 တော့3တော့ -4/3 က 16/9 ဒီက minus နဲ့အထက်က minus နဲ့ဒီအပြင်က minus နဲ့ကအပေါင်းဖြစ်သွားမယ်အဲ့တော့5 4 လီက20 3 minus 12ရမယ်နော်အဲ့တော့3တက်လီ3 3 3လီ9ဆိုတော့60/3 ရဲ့ 20/3 ရဲ့ဆိုတော့ 36/3 ရမယ်အဲ့တော့ minus 12အဲ့တော့36ဒီ32လီဆိုတော့12တရား12ကိုနှုတ်ရင် f4 minus 4/3 ဒီ0ရသွားမယ်โอเคအဲ့တော့မှာကိုရဲ့ဒီမှာ f4 3က0ထုတ်ပေးတယ် f4 minus 4/3 ရလဲ y တန်မိုး0ထုတ်ပေးရပေါ့နော်အဲ့တော့ y တန်မိုး0ရတဲ့ x တန်မိုးတွေဒီ3ရဲ့ minus 4/3 ရဖြစ်ပါတယ်အဲ့တော့ကိုတို့ဒီနောက်ထပ် 4/3 ကိုလည်း check လုပ်လို့ရတယ်f4 4/3 ကိုလည်း check လုပ်လို့ရတယ်အတေချာတော့သူက0မဟုတ်ဘူးเนาะ0မဟုတ်ဘူးအဲ့တော့ပြန်ပြောရမယ်ဆိုရင်ကိုတို့ကဒီ factoring ပု္ပ္ပစာတွေမှာအပိုင်းကိန်းကြီးပါလာလို့ရှိရင်ဘာလုပ်ရမလဲဆိုရင်ကိုယ့်ရဲ့ equation ကို f4x နဲ့ညီမျှချင်းချလိုက်ညီမျှချင်းတစ်ဖက်တည်း
အကုန်လုံးပို့လိုက်ပေါ့နော်ညရင်တစ်ဖက်တည်းကိုကဏ္ဍနေအကုန်လုံးပို့လိုက်တစ်ဖက်မှာ3ညပဲထားခဲ့ပြီးရင်အဲ့3ညဘက်အချမ်းမှာ f4x ကိုတက်လိုက်မယ်တက်ပြီးတော့မှအဲ့ဒါကို function အနေနဲ့ပြန်ရေးမယ် function အနေနဲ့ပြန်ရေးမယ် function အနေနဲ့ပြန်ရေးပြီးရင်တော့နောက်တစ်ဆင့်အနေနဲ့ multiple choice တွေကကဏ္ဍတွေကိုအစားသွင်းကြည့်ပေါ့နော်အစားသွင်းကြည့်လို့3ညရတယ်ဆိုရင်အဲ့ဒီ3ညရစေတဲ့ကဏ္ဍဒီအဖြေပဲ okay အဲ့တော့နောက်ထပ်ဒီမှာဆိုရင်တော့အဖြေက A ဖြစ်မယ်ပေါ့နော်အဲ့နောက်အပုတ်လေးကိုအခု pause ထားပါမယ်ဒါလေးကိုတွက်ကြည့်ပါ okay အဲ့တော့ပြီးသွားပြီအဖြေမှန်ရမယ်လို့လည်းမျှော်လင့်နေပေါ့နော်ဆိုတော့အခုဒီမှာတွက်ကြည့်အောင်တွက်ကြည့်မယ်ဆိုတော့အရင်ဆုံးဒီအောက်ကို f4x နဲ့ညီလိုက်မယ်1 over 4x square about 2 over 4x minus 2 over 3x minus 4 over 3အဲ့ဒီမှာ x ကတစ်ထပ်တည်းဖြစ်နေရဆိုတော့အဲ့ဟာကိုဟိုချင်းသွားအောင်လို့အရင်ဆုံးအဲ့ဟာကိုညှိလိုက်မယ်ပေါ့နော်ဖြည့်ရှင်းလိုက်မယ် simplify လိုက်အဲ့ပိုင်းချီပုံပိုင်းချီ12ယူလိုက်မယ်ညတော့3နဲ့6 4နဲ့8 x minus 4 over 3အဲ့တော့ f4x ကဘာရမလဲဆိုရင်1 over 4x square minus 2 over 12ရမယ်2 over 12ဆို1 over 6x ပေါ့နော်အဲ့တော့ဒီမှာ function တော့ရသွားပြီ function ရပြီဆိုတော့အစားသွင်းမဲ့အဆင့်ကိုရောက်ပြီပေါ့နော်အစားမသွင်းခင်မှာအရင်ဆုံး multiple choice ထဲမှာဘာကဏ္ဍနေရှိလဲဆိုတာအရင်ကြည့်မယ် multiple choice ထဲမှာဒီပထမA ကပြောထားတာက x တန်ဖိုးက -2 တဲ့ B ကကျတော့ x တန်ဖိုးက2တဲ့နောက်တစ်ခါဒီရှေ့ဟာကိုကြည့်မယ်ဆိုရင်တော့ x တန်ဖိုးတွေကဒီဟာကို3ညနဲ့ညီလိုက်ပေါ့နော်3ညညီလိုက်1 over 4x pound 2 over 3 equal to 0ဆိုရင်1 over 4x pound minus 2 over 3 x equal to minus 2 over 3ကို4နဲ့တွားမြောက် x equal to minus 2 8 over 3နော်သူပေးထားတဲ့ရွေးချယ်စရာတွေမှာ minus 2ရှိမယ်2ရှိမယ် minus 8 over 3ရှိမယ်ပေါ့နော်ဟုတ်တခါဘာရှိအောင်မလဲဆိုရင်ကိုတို့8 over 3ရှိမယ်ပေါ့နော် B 8 over 3ရှိမယ် okay 8 over 3ရှိမယ်ဒီ၄ခုကိုအစားသွင်းကြည့်ရမယ်ပေါ့နော်ပထမဆုံးကနံပါတ် A ကလွဲတာကိုအရင်လုပ်ကြည့်မယ်ဒီရှေ့ဟာကိုမလုပ်သေးမစဉ်းစားသေးပဲねဒီနောက်က x + 2ဟာကိုအရင်စဉ်းစားကြည့်မယ်ပေါ့နော် x + 2ကနေ x တန်ဖိုး -2 ပေးမှဖြစ်တဲ့အတွက်ကြောင့် f4 - 2က0ရမရအရင် check ကြည့်မယ် f4 - 2 square minus 1 over 6 minus 2 minus 4 over 3အဲ့တော့မှ1 over 4နဲ့ဒီက4နဲ့ဆို1ဖြစ်သွားမယ်အဲ့တော့ minus နဲ့ကြော plus ဖြစ်မယ်အဲ့တော့2တလီ2 3နေရှောက်ဆိုတော့1 over 3ရမယ် okay အဲ့ကနေဒီကနောက်က f4 - 2ကဘာရသွားမလဲဆိုရင်ဒီနှစ်ခုက1 over 3နဲ့ -4 over 3နဲ့ကဘာရမှာလဲဆိုရင် -3 over 3ရအဲ့တော့ f4 - 2ကဘာဖြစ်သွားလဲ0ဖြစ်သွားတယ်တေးကြပြီ x + 2နဲ့ x + 2နဲ့ကx + 2နှစ်ခုကဒီမှာ x + 2အဖြေမှန်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ f4 2ကရောဟုတ်ရဲ့လားဆိုတာကိုရှာကြည့်မယ် f4 2 1 over 4 2 square minus 1 over 6 2 minus 4 over 3ဒါက1ရမယ်နောက်က1 minus 1 over 3နဲ့ minus 4 over 3နဲ့က minus 5 over 3ရသွားမယ်1 minus 5 over 3ဒီ0နဲ့ဘလို့မှမတူနိုင်တော့တဲ့အတွက်ကြောင့်တေးကြတာကဒီနဲ့စီကမဖြစ်နိုင်တော့ဒီနဲ့စီကမဖြစ်နိုင်တော့เนาะအဲ့တော့ကိုတို့ဒီ A နဲ့ B နှစ်ခုတည်းတစ်ခုကို check လုပ်ရမှာပေါ့เนาะ A ကကျတော့ဗာပြောလဲဆိုရင် -8 over 3ကအဖြေမှန်ပါတဲ့B ကကျတော့8 over 3ကအဖြေမှန် B တစ်ခုကအမှန်လဲဆိုတာကို check လုပ်ကြည့်ရအောင်เนาะအဲ့တော့ဒီအောက်ခဏအဲ့တော့မှာပထမဆုံးကိုလုပ်ကြည့်မှာ f4 - 8 over 3က0နဲ့ညီမညီကိုစမ်းကြည့်မယ်အဲ့တော့ function ကဒီမှာပေးထား1 over 4 x နေရာမှာ -8 over 3ကိုအစားထွင်းလိုက်မယ်ပြီးရင်အဲ့ဒါက
minus 1 over 6 minus 8 over 3နောက်က minus 4 over 3အဲ့တော့မှ1 over 4 8 လီက64 33လီက9ရမယ်နော်4တက်လီ4 6လီ24ရမယ် minus 1 over 6အဲ့တော့2 3လီရှောက်2 4လီ8ဆိုတော့ minus 4 minus နဲ့ minus နဲ့ဒီ minus နဲ့အထက်က minus နဲ့တွားပြီးလုပ်လိုက်တော့တရားအပေါင်းဖြစ်သွားမယ်နော်4 over 9ရမယ်ဒီ3နဲ့3နဲ့က minus 4 over 3အဲ့တော့ဘာရလဲဆိုရင်16 over 9 plus 4 over 9အဲ့တော့9နေဖြစ်နေတော့နောက်ကအောင်လဲ9ပြောင်းလိုက်မယ်တော့12ဖြစ်သွားမယ်အဲ့ဒါကနေဘာရသွားလဲဆိုရင်ကိုတို့16 over 9 ပေါင်း4 minus 2ဆိုတော့အဖြေက0ဟုတ်မနေ0ဟုတ်မနေနော်အပေါ်ကဘာရသွားလဲ8 over 9ဖြစ်နေ8 over 9ဖြစ်နေဆိုတော့0မဟုတ်တဲ့အတွက်ကြောင့်သိကြတာကအဖြေက A မဖြစ်နိုင်တော့ A မဖြစ်နိုင်တော့အဲ့တော့ B က B ဖြစ်သွားပြီပေါ့နော်အဲ့တော့ B ကရော8 over 3ရောတကယ်ပဲ0ထုတ်ပြီလား0ရရဲ့လားဆိုတာကိုပြန်ပြီးcheck လုပ်ကြည့်အောင်နော်check လုပ်ကြည့်မယ်ဆိုတော့အရင်ဆုံးဘာရင်လုပ်မလဲဆိုရင်အစားသွင်းမယ်ပေါ့နော် F4 8 over 3ကိုအစားသွင်းလိုက်မယ်အဲ့တော့1 over 4 8 over 3 square minus 1 over 6 8 over 3 minus 4 over 3အဲ့တော့ပုံမှန်တိုင်းပဲရှိရဟာတော့ဘာရမှာလဲ16 over 9ရမှာနောက်က2 3လီရှောက်2 4လီရှိဆိုတော့ minus 4 over 9ရမယ်နောက်က minus 12 over 9ရမယ်ဒါကိုအောက်ကိုလည်း4နဲ့မြောက်အပေါ်လည်း sorry အောက်ကို3နဲ့မြောက်မယ်အပေါ်လည်း3နဲ့မြောက်ဒီကနေမှကိုဘာရမလဲ60 minus 69 F4 8 over 3တော့ F4 8 over 3ဒီ0နဲ့တူသွားတယ်နော်အဲ့တော့0ရစီတဲ့ကဏ္ဍဖြစ်တဲ့8 over 3ကအဖြေမှန်ဖြစ်မယ်အဲ့တော့အဖြေက B ပေါ့နော်ပြန်ပြီးတော့အချင်းချုပ်ရမယ်ဆိုရင်ပထမဆုံးလောက်ရမှာကကို function တခုအရင်ရေးလိုက်မယ်ပေါ့နော်သူပေးထားတဲ့ function ကိုexpression ကို function အနေနဲ့ရေးလိုက်မယ်တစ်ဖက်ထဲမှာပဲ0ထားခဲ့မယ်ညီမချင်းတစ်ဖက်ထဲမှာပဲ0ထားခဲ့ပြီးတော့ပြီးရင်ဘာလုပ်မှာလဲဆိုရင် f4 x ထဲကို multiple choice ကကဏ္ဍနေအစားသွင်းကြည့်ပါအစားသွင်းကြည့်တဲ့အချိန်မှာ0ရတယ်ဆိုရင်အဲ့ဒါအဖြေမှန်ဖြစ်ပါတယ်နော်အားလုံးပဲ that's it for this video ပါနော်နောက် video မှာပြန်တွေ့ကြပါမယ် bye bye